လာမေးကြလို့ပေါ့နော်ဘလောက်ကုန်ကြစည်နဲ့ပတ်သက်ပြီးလာမေးကြတာတွေရှိလို့ပေါ့ကျွန်တော်တို့ကသတင်းစာစကောလာနဲ့လာတော့ကဘလောက်ကုန်ကြလဲလို့ပြီးတော့သတင်းစာစကောလာရှောက်တော့က passport မျိုးစားအပါနဲ့ရှောက်တာလဲလို့ပြီးတော့ interview အောင်သွားလို့ရှိရင်ကန့်ဝင်ရတာလားတင်တန်းတက်ရတာလားလို့အဲ့လိုမျိုးတွေလာမေးကြလို့ပေါ့နော်ကျွန်တော်တို့ကကုန်ကြစရိတ်ကအခုကုန်ကြစရိတ်နဲ့တော့မတူတော့တော့ဘာလို့ဆိုတော့အခုမှာဂျာပေးမှာတင်ထားတဲ့အချက်လက်တွေကလည်းဖတ်ကြည့်လိုက်တဲ့အခါကျတော့ကျွန်တော်တို့ကလည်းတော့မတူဘူးပေါ့ဗျာကျွန်တော်တို့ကပေးရတာက agency ကတော့10သိန်းပဲပေးရတယ်ပြီးတော့တင်တန်းတက်တော့ကျတော့တင်တန်းကြီး9000လား1သိန်းလားမသိဘူးထပ်ပေးရတယ်အဲ့ဒါပဲကုန်တယ်ပေါ့နော်လိန်လက်မှတ်လည်းဖြတ်ပေးတယ်လိန်လက်မှတ်ကလည်းဒီဘက်ကတော့ကိုယ့်ဘာသာကိုဖြတ်သွားတယ်ပေါ့နော်ဒီဂျပန်ဘက်ရောက်တော့ကျတော့ရန်နဲ့တွက်ပြီးတော့အကုန်ပြန်ပေးတယ်ပေါ့နော်အဲ့လောက်ဘာမှမကုန်ကြခဲ့ဘူးအချင်းစာပြစာတန်းကြီးပဲပေးပြီးတော့ဒါပဲကုန်ကြခဲ့တာပေါ့နော်ကြံတာတော့ကိုယ့်ဘာသာကိုဝယ်တာချမ်းတာလောက်ပဲကုန်ကြခဲ့တာအခုကတော့ဒီနှစ်ကတော့မနေ့တုန်းကလည်းမတူတော့ပြီးတော့ဂျားထဲမှာလည်းအပြောင်းလဲတွေဖြစ်နေတာဆိုတော့ကျွန်တော်တို့နှစ်လည်းကျွန်တော်တို့ရှေ့ကနှစ်နဲ့မတူခဲ့ဘူးเนาะအဲ့လိုပြောင်းလဲလေးတော့ရှိတယ်ဖက်ကြည့်လိုက်တဲ့အခါကျတော့လေနည်းနည်းလေးတော့တော်တော်လေးပြောင်းလဲသွားတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ကုန်ကြစည်လေးတော့နည်းနည်းတော့ရှိလာမှာပေါ့ဒါကတော့ကျွန်တော်တို့နည်းနည်းတော့မတူတော့ဘူးပေါ့ဒါပေမဲ့တခြား agency တွေထက်စာရင်တော့တေချာပေါက်ကုန်ကြစည်နေတာကတော့တေချာတယ်အဲ့ဒါတော့တေချာတယ်ပြီးတော့ဒီဘက်ရောက်ရင်လည်းတခြားတင်တန်းပို့လိုက်တာတွေထက်ပေါ့နော်ဟိုလိုရှင်းတာတော့မဟုတ်ဘူးအနည်းဆုံးလာစာရတယ်ဆိုရင်တော့မှတခြားတင်တန်းတွေတက်လာစာများတယ်ဗျာတယောက်နဲ့တယောက်လာစာမတူကြဘူးဗျာကျွန်တော်တို့အဖွဲ့ထဲမှာတော့မှလာစာကနည်းတဲ့ဆိုရင်တော့မှတခြားတင်တန်းကလူတွေတက်တော့များတယ်ဗျာအဲ့လိုမျိုးတော့ရှိတယ်ဒါပေမဲ့လောက်ရတာကလည်းမတူဘူးပေါ့ဗျာမတူဘူးဆိုတာတအားကြီးပင်ပန်းထူးနေရလားဆိုတော့လည်းမဟုတ်ဘူးနည်းနည်းလေးပို့လောက်ရတယ်ပေါ့ယောက်ျားလေးတွေကတော့ပို့လောက်ရတာများပါတယ်မိန်းကလေးဆိုရင်တော့နည်းနည်းညာတဲ့ဘက်တော့သွားတယ်လို့ထင်ရတာပဲပေါ့နော်ဒါပေမဲ့မိန်းကလေးလည်းတအားလောက်ရတဲ့သူတွေလည်းရှိတယ်ဒါကတော့ယုံနေပဲဆိုင်ပါပေါ့နော်ကိုကြတဲ့သတင်းစာတိုက်ပုံပူတည်ပြီးတော့ကန်ကောင်းလားကန်ဆိုလားပေါ့ဗျာပြီးတော့နောက်တစ်ချက်ကကျွန်တော်တို့အင်တာဗျူးအောင်ပြီးသွားပြီဆိုလို့ရှိရင်မာဂျာမှာတင်တန်းပြန်တက်ရတယ်ကန့်ဝင်ရတာတော့မဟုတ်တင်တန်းပြန်တက်ရတယ်3လခွဲဒါမှမဟုတ်4လပေါ့အဲ့လောက်တော့ပြန်တက်ရတယ်တင်တန်းကြီးလည်းထပ်ပေးရတယ်တင်တန်းကြီးကလည်းအများကြီးမပေးရပါဘူးဒါတော့ပြီးတော့တင်တန်းမှာလည်းပြန်တင်ပေးတာက undo level ပြန်တင်ပေးတယ်ကျွန်တော်တို့နှစ်တုန်းကလည်း undo level ပြန်တင်ပေးတယ်ကျွန်တော်တို့ရှင်းနှစ်ကလည်း undo level ပြန်တင်ပေးတယ်ပေါ့နော်တင်တန်းပြန်တက်ရတယ်တင်တန်းတက်တဲ့အချိန်မှာကကြတော့နည်းနည်းလေးခီးပြီးရှိဖြစ်တယ်လို့လည်းပြောလို့ရတယ်။နေစီကန်းလေးတွေပါတယ်လည်းရှိတယ်ပေါ့။တည်တည်ချာလိုက်နာရတာပေါ့နော်။ဖောက်ဖြတ်တာတို့တင်တန်းဖြတ်တာတို့စီကန်းမလိုက်နာတာတို့အဲ့ဒါမျိုးလုပ်တယ်ဆိုလို့ရှိရင်ကြတော့မာဂျာဘက်ကနေပြီးတော့ဖြုတ်ချတာမျိုးကန်ဆယ်တာမျိုးတို့လုပ်လို့ရတယ်ပေါ့နော်။အဲ့လိုလုပ်တာလည်းရှိတယ်ပေါ့နော်။ကျွန်တော်တို့နေ့တုန်းကတော့မရှိခဲ့ဘူး။ဒါပေမဲ့ကျွန်တော်တို့ရဲ့ရှေ့နေ့တုန်းကတော့ရှိခဲ့တယ်လို့ကြားရတာပဲပေါ့နော်။တကယ်လည်းရှိခဲ့တယ်ပေါ့နော်။အဲ့လိုလေးတော့ရှိပြီးတော့နောက်တစ်ချက်ကကျွန်တော်တို့က BJ passport နဲ့ရှောက်ခဲ့တာပေါ့နော် BJ passport နဲ့ပဲရှောက်ခဲ့တာ BJ passport နဲ့ရှောက်ပြီး interview ဖြေပြီးတော့တစ်ဆင့်ဖြေပြီးတော့အောင်သွားပြီးတော့ interview အောင်ပြီးနောက်ပိုင်းinterview အောင်ပြီးနောက်ပိုင်းကျမှ BJ ကနေ BE ပြောင်းဖို့အတွက်ကိုယ့်အတာကိုပဲစီစဉ်ရတာပေါ့နော်ဟို BJ ကနေ BE ပြောင်းဖို့အတွက်ကျောင်းခေါ်စာတော့လိုတယ်ပေါ့နော်ကျောင်းခေါ်စာလိုတယ်ဆိုတော့ပုံမှန်အားဖြင့်တော့သင်တန်းကကျောင်းခေါ်စာနဲ့ပတ်သက်ပြီးတော့စီစဉ်ပေးတယ်ဆိုပေမဲ့အဲ့ဒါကျတော့နည်းနည်းဘယ်လိုပြောရမလဲဟိုဘက်ထွက်မဲ့အချိန်နဲ့နည်းနည်းကတ်တာမျိုးရှိတော့ကျွန်တော်စိုးရင်တော့ကျတော့ကိုယ့်အစားကိုပဲအရင်ဆုံးပြောင်းဖို့စီစဉ်လိုက်တာပေါ့နော်ဟိုသင်တန်းစီစဉ်ပေးတာကိုအရင်သဘောမျိုးထားပြီးတော့ကိုယ့်အစားကိုပဲအမြန်ပြောင်းမယ်ဆိုပြီးတော့စီစဉ်ခဲ့လိုက်တာပေါ့နော်ပြီးတော့ကျွန်တော်တို့ဖွဲ့တွေကတခြား2ယောက်တော့ရှိတယ်သူတို့လည်း BJ passport ပဲတယောက်ကမိန်းကလေးတယောက်ကယောက်ျားလေး2ယောက်လုံးကတော့ရန်ကုန်ရုံးမှာပဲပြောင်းလိုက်ကြတာပေါ့နော်ကျွန်တော်ကတော့
ဟိုတခြားမှာတော့ပြောင်းလိုက်တယ်ပေါ့အမြင်အဲ့လိုသူတို့ကတော့ဂျူအာယူပြီးတော့ဒီတိုင်းပဲကျောင်းခေါ်တာနဲ့ပြောင်းလိုက်ကြတာတိတ်တော့ခက်ခဲရင်းကြီးတော့မဟုတ်ဘူးနေရစ်တာလေးပါလေးတော့ရှိတယ်ပေါ့နော်မိန်းကလေးကတော့မိန်းကလေးတယောက်ပြောင်းတော့ကတော့တော်တော်လေးအဆင်ပြေခဲ့တယ်ပြဿနာမရှိပေမဲ့ယောက်ျားလေးပြောင်းတော့ကတော့နည်းနည်းလေးကျွန်တော်တို့ထွက်မဲ့ချိန်နဲ့ကတ်သွားတော့နည်းလေးခက်ခဲတော့တာမျိုးတော့ရှိရပေါ့နော်အဲ့တော့ကိုက BJ ကိုင်းထားတယ်ဆိုလို့ရှိရင်ဂျူအာတွေကိုကြိုပြီးတော့ချိန်ပြီးတော့ယူထားပါပတ်စံမနှမျိုးပါနဲ့ဂျူအာတွေကိုလုံးဝရနိုင်တယ်လို့ချိန်ကိုကြည့်ပြီးတော့ယူထားရန်ကုန်ရုံးမှာဖြစ်စေတခြားကိုနဲ့တက်ဆိုင်ရာဟိုလိုရုံးမှာဖြစ်စေအဲ့လိုမျိုးကြိုပြီးတော့ယူထားပါတော့အကြောင်းခေါ်စာလည်းတင်တဲ့ကအင်တာဗျူးအောင်ပြီးနောက်ပိုင်းဆိုရင်တက်ဆိုင်ရာအကြောင်းကိုတောင်းပေးတယ်ပေါ့နော်အဲ့ဒါနဲ့လည်းပြောင်းလို့ရတယ်ဒါမှမဟုတ် COE လည်းပေးတယ် COE ရမှလည်းတွားလို့ရတယ် COE ထွက်မဲ့အချိန်နဲ့ကြိုက်ပြီးတော့တေးချာချာယူထတာမျိုးလောက်ထားဖို့တော့လိုတယ်ဘာလို့လဲဆိုတော့ကိုက BJ Facebook ကင်ထားတာဖြစ်တဲ့အတွက်အရင်အန်တရေတော့များတယ်ပေါ့နော်နည်းနည်းတော့ queue စိုက်ရမှာပေါ့